တစ်နှစ်မှာနိုင်ငံခြားမှာဒီចောင်းသားဗီဇာကိုအသုံးချပြီးတော့ထွက်လာတယ်အလုပ်လာရှာကြတယ်ပညာလာရှာကြတယ်အလုပ်ကိုင်ခွင့်လန်းရှာကြတယ်လူတွေမှာအများကြီးပဲအဲ့တော့ဘယ်ဘွဲ့တွေပဲဘယ်တစ်ခုပဲရရ master ပဲရရ bachelor ပဲရရ PhD ဒေါက်တာဘွဲ့တွေပဲရရကိုသွားခြင်းတဲ့လမ်းကိုတိကျပြတ်သားဆိုတာအဲ့တော့ certificate နှစ်ခုနဲ့ diploma တစ်ခုကိုသူများနိုင်ငံကပေးတဲ့အမနေနေတဲ့မြို့တွေမှာမြို့ကြီးတွေမှာကင်ထားပင်မဲ့အမကိုယ်တိုင်လည်းလမ်းပြောင်းနေတယ်အနာဂတ်ပြောင်းနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုတယောက်ထဲမဟုတ်ပါဘူး။ကိုလိုမျိုးပဲစစ်ဘေးတွေတိုင်းရင်ပြည်တွေမမျောလင့်ထားတဲ့ unexpected disaster ပေါ့နော်။ဒီကပ်ဘေးတွေကြောင့်ဖြစ်ပြီးတော့ထွက်လာတဲ့ပြည်တွင်းစစ်ကဘာစစ်ဖြစ်လို့တစ်ကမ္ဘာလုံးကဒီကပ်ဘေးဆိုင်နေတဲ့အခါကျတော့အဲ့လိုထွက်လာတဲ့လူတွေအများကြီးပဲရွှေ့ပြောင်းနေထိုင်ကြတဲ့လူတွေ migrants လုပ်ကြတဲ့လူတွေ immigrant ဖြစ်နေတဲ့လူတွေဒုက္ခသည်ဖြစ်ရောက်လာတဲ့လူတွေ foreigner ဖြစ်နေတဲ့လူတွေနိုင်ငံအစုံကလူတွေမှာအများကြီးပဲပေါ့နော်။အမှန်လက်ရှိနေနေတဲ့မြို့ကြီးမှာဆိုရင် different choice different life model different experience ပါเนาะအဲ့တော့ကိုရွေးချယ်ဆုံးဖြတ်တဲ့လမ်းကြောင်းဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီးရွေးချယ်မှုတွေမတူဘူးအဲ့တော့ဘဝတွေကလည်းမတူဘူးဖြစ်လာမဲ့ result တွေလည်းမတူဘူးအတွေ့အကြုံတွေကလည်းတယောက်နဲ့တယောက်မတူပါဘူးမြန်မာနိုင်ငံမှာနေတော့ကတော့တယောက်နဲ့တယောက်တူမှမတူတာလीเนาะအဲ့လိုဆိုတဲ့ခါကျတော့ကိုကိုတီးဖို့လိုတယ်မွေးကလေးကကိုတက်လာတဲ့အတတ်ပညာပင်ကိုအရေးချင်းဖြစ်တဲ့ talent ကိုတီးဖို့လိုတယ်ပြီးတော့လိုအပ်တဲ့ skill တွေကိုခင်မီနည်းပညာတွေဘာသာစကားတွေဒီပေါ့နော် multiple skill တွေကိုဖတ်ဆောင်ကနေပြီးတော့ဖြည့်ဖို့လိုအပ်ပါတယ်ဒီဗီဒီယိုလေးကတော့အမလိုမျိုး middle age ပေါ့နော်အသက်အလက်ပိုင်းရောက်တော့မှ risk ယူပြီးတော့ကိုယ်နိုင်ငံထွက်လာပြီးတော့လမ်းပြောင်းနေတဲ့အနာဂတ်ပြောင်းနေဆိုတဲ့လူတွေကိုစိတ်သက်ခွန်အားလေးတစ်ခုပေးချင်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဘဝတည်ပြန်စားတဲ့အခါမှာသူများနိုင်ငံမှာကိုယ်နိုင်ငံကိုလည်းမသိဘူးကိုယ်နာမည်အောင်မပေါင်းတတ်ဘူးမထွက်တတ်ဘူးလူခေါ်ရလွယ်တဲ့နာမည်တစ်ခုကိုပြန်ပေးရတယ်ပေါ့နော်အဲ့ဒီခါကျတော့အခုလက်ရှိမှာတော့ပြောရရင်အမဒီထိုင်းနိုင်ငံဘန်ကောက်မြို့မှာနဲ့အစ္စတန်ဘူမြို့မှာတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာ modeling certificate ပေါ့နော် upgrade လုပ်ပြီးတော့အဲ့ဒါဒီ2025-2026မှာရခဲ့တယ်ပြီးတော့အမ diploma မဟာစီးပွားရေးပေါ့နော် MBA Master of Business Administration MBA diploma တစ်ခုကင်ထားတယ်အဲ့တော့ပြောချင်တာကိုဘယ်လိုပဲနာခဲ့ပြောက်ကိုသွားရှင်တဲ့လမ်းကိုရအောင်ရှောက်ပါကိုရဲ့ survival job တွေပေါ့နော် survival job ဆိုတာဘာလို့ပြောရလဲဆိုမလုပ်ချင်မနဲ့လုပ်ရတယ်ရှင်သန်မှုအတွက်ရက်တည်ရတဲ့အလုပ်တွေအမဆိုရောက်ခါစားအမအရင်ကဗီဒီယိုတင်ပြပါတယ်အခုမအားတာကျန်တဲ့လာဂျွန်လာမှာအမဒီ Thailand Fashion Week သွားလျှောက်တယ်နောက်တစ်ခါကျရင်ရိုက်ကူးရေးလုပ်တယ်အမရဲ့ဒီ personal branding အတွက်ကိုယ့်ရဲ့ career ကိုသွားချင်တဲ့ dream job ကိုအမရအောင်ပြန်သွားပါတယ်အဲ့တော့ဘဝမှာလှုပ်တင်လှုပ်ထိုက်တာကိုအရင်လှုပ်ကြတယ်ပြီးတော့မှဖြစ်တင်ဖြစ်တိုက်တာလှုပ်ချင်တာကိုလည်းလှုပ်တယ်ဆိုတော့လှုပ်နေတာတွေကအရင်များတဲ့ခါကျတော့တခါတည်းကျရင်အတွေးတွေကဝင်လာတယ်ငါလှုပ်နေတာတွေမှန်ရဲ့လားငါသွားနေတဲ့လမ်းကမှန်ရဲ့လားပေါ့နော်ငါလုပ်နေတဲ့အရာတွေရောတကယ် effective ဖြစ်ရလားပေါ့နော်အဲ့ဒါကိုအများကြီးပြန်စဉ်းစားပြီးတော့ကိုယ့်ကိုပြန်သုံးသပ်ဖို့လိုပါတယ်ကိုလက်ရှိလုပ်နေရလို့ကိုလက်ရှိနေနေတဲ့နိုင်ငံကိုရခဲ့တဲ့ဘွဲတွေကကိုသွားခြင်းနဲ့ future plan နဲ့တက်တူကြရလားအဲ့တော့အတွေးတွေအများကြီးတွေးပြီးတယ်ပေါ့နော်အဓိကသူများနိုင်ငံမှာနေနေရပါတယ်တယောက်တည်းနေတာဖြစ်တဲ့အတွက်ကြောင့်အတွေးတွေအများကြီးတွေးရဲစာတွေအများကြီးပိုဖက်ဖြစ်တယ်ကိုယ့်ကိုပြန်သုံးသပ်ဖြစ်တယ်အဲ့တော့ကိုလိုမျိုးပဲအများကြီးကိုထပ်ပိုးပြီးငယ်တယ်ဆိုတော့၎င်းကြီးရဲဆိုတော့၎င်းအတွေ့အကြုံတွေဘဝအတွေ့အကြုံနောက်တစ်ခါကျတော့ခုနလိုလိုအပ်တဲ့ skill တွေပြည့်နေတဲ့လူတွေမှာအများကြီးပဲအဲ့လိုမျိုးတွေဘွဲတွေအများကြီးရဘွဲတွေ၄-၅ခုရ certificate တွေဘယ်လောက်ပဲရထားထိုက်တဲ့ပေါ့နော်ဒီအထိုက်တဲ့လစာကိုယ့်ရဲ့မျှော်မှန်းလစာကိုအခုပြပမှာနေတဲ့လူတွေကရချင်မှရတာဆိုတော့သူတို့သတ်မှတ်ထားတဲ့စီးတွေပေါင်းတယ်သူတို့သတ်မှတ်ထားတဲ့လစာကိုပဲရတာဆိုတော့ okay အဲ့ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့လစာကိုဖြစ်ချင်တဲ့အရာကိုတွားဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ပေါ့နော်ဒီ commitment ဖြစ်တဲ့ဒီနိုင်ငံတကာဘွဲရထားတာတွေအမဆိုဒီ modeling ဘိုင်းရောပညာရေးဘိုင်းရောအမသွားရဲနောက်တစ်ခါကျတော့ဒီ full time အလုပ်လည်းအချိန်ပြည့်တစ်နေ့ကို10နာရီ12နာရီအလုပ်ထဲမှာနေရတယ်အဲ့ဒီခါကျတော့အမလက်ရှိအမရဲ့ fashion consultant ပေါ့နော် consultant ဆိုတာ fashion company တစ်ခုနဲ့စာချုပ်ချုပ်ပြီးတော့တရားဝင် status တစ်ခုနဲ့ legal status တစ်ခုနဲ့အမနေရဲအမဘွဲရပြီးပြီချင်းပါအဲ့လိုတွေဖြစ်ဖို့ဆိုတာအရာအလုံးကိုအချိန်ပြည့်ပေါ့နော် gap မဖြစ်သွားအောင် overstay ဖြစ်မသွားအောင်ဖြည့်ရှင်းရတာတွေလောက်ကန်ရတဲ့ set discipline နဲ့အချိန်ကုန်ငွေကုန်ကိုယ့်ရဲ့ effort ကို investment လုပ်တာတွေက waste မဖြစ်အောင်စီမံရတယ်အများကြီးရှိပါတယ်အရာအလုံးကိုအချိန်ကိုက်ဖြစ်အောင်လုပ်ဖို့ဆိုတာခက်ခဲပါတယ်အဲ့တော့ plan တွေချရတယ်goal mapping တွေပြန်ချရတယ်တဖြည်းဖြည်းချင်းစီ patient ဖြစ်စိတ်ရှည်နဲ့ consistency ရှိနဲ့သွားလုပ်ရတယ်ဘယ်အရာမှချက်ချင်းဖြစ်လာရဲဆိုတာမရှိပါဘူးအဲ့တော့ဖြည်းဖြည်းချင်းစီသွားရပါတယ်အဲ့တော့အမမှလည်းစိတ်လောတာရှိရဲအဆင်မပြေတာတွေအများကြီးရှိပါတယ်အဲ့ဒါတွေကနောက်ဗီဒီယိုတွေကျရင်ပြောပြမယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုမှာဆိုဒါဆိုလို့ရှိရင်ည8နာရီဘွဲယူဖို့မနေ့8နာရီတည်းကတခြားတစ်မျိုးမှာသွားပြီးတော့ pick up ပေးရတယ်ဒီတပုံးဆရာကောင်မလေးဆိုမှလိုအပ်တာအားလုံးသူလိုက်လုပ်ပေးရတယ်